ဇလန်းအစမှာတင်မကာအိုမြို့ရဲ့အထင်ကရနေရာတွေမှာဆိုင်ဘာရာဇဝတ်ကောင်တွေရဲ့လက်စွမ်းပြမှုကိုတွေ့ရပါတယ်။ရှောင်းဦးဆောင်တဲ့ဟက်ကာအဖွဲ့ကရဲတပ်ဖွဲ့ရဲ့ခင်မီ AI စောင့်ကြည့်ရေးစနစ် Spice ကိုလှည့်စားပြီးဒေါ်လာတန်900တန်ကြေးရှိတဲ့ crypto ငွေကြေးလှုပ်ဝက်နံပါတ်တွေကိုဘဏ်တစ်ခုကနေခိုးယူသွားခဲ့ပါတယ်။ရဲအရာရှိရောင်လေကအပြင်းထန်လိုက်လံဖမ်းဆီးပေမဲ့ကျွမ်းကျင်လာတဲ့ဒီတခိုးအဖွဲ့ဟာမကာအိုတာဝါပေါ်ကနေလေထီးတွေနဲ့ခုန်ချပြီးအမခံလွတ်မြောက်သွားခဲ့ကြပါတယ်။နီးပညာမြင့် AI စနစ်တွေအသုံးမဝင်တော့တဲ့အခါရဲတပ်ဖွဲ့ဟာခေဟောင်းစုံစမ်းစစ်ဆေးရေးနည်းလမ်းတွေကိုနားလည်ကျွမ်းကျင်တဲ့ကဏ္ဍဝင်အငိမ့်စားအေဂျင့်ကြီးဝေါင်ကိုပြန်လည်ဆင့်ခေါ်ရပါတော့တယ်။ဝေါင်ဟာအစကညှင်းဆန်ပေမဲ့သူ့လုပ်ဖော်ကိုင်ဖတ်ဟောင်းရဲ့သမီးဖြစ်သူလူသိရဲအရာရှိလေးချူအိုကိုတွေ့လိုက်ရပြီးနောက်ဒီအမှုအတွက်အထူးစောင့်ကြည့်ရေးအဖွဲ့တစ်ခုကိုဥဆောင်လေ့ကျင့်ပေးဖို့သဘောတူလိုက်ပါတယ်။ဝေါင်ရဲ့ခေဟောင်းမျက်ခြေမပြတ်စောင့်ကြည့်နီးပြူဟာတွေအလုပ်ဖြစ်လာပြီးရက်ဆက်တဲ့ဂိုင်းကောင်းဆောင်လောင်ရှမ်းကိုခြေရာခံမိလာပါတယ်။ဒါပေမဲ့ရန်သူကလည်းငြိမ်မနေပါဘူး။ဟက်ကာရှောင်းကရဲစခန်းရဲ့ကင်မရာတွေကိုပြန်လည်ထိန်းချုပ်ပြီးကြေးစားလူမိုက်တွေကိုစခန်းထဲထိလွတ်ကအကြီးအကျယ်တံပြန်တိုက်ခိုက်ပါတော့တယ်။ဒီတိုက်ပွဲမှာဝေါင်နဲ့ချူအိုတို့ဆရာတပည့်2ယောက်အစွမ်းကုန်ခုခံတိုက်ခိုက်ကြရပါတယ်။ဇလန်းကပိုပြီးရှုပ်ထွေးလာပါတယ်။တခိုးကိုင်းထဲမှာတစ္ဆာဖောက်မှုတွေဖြစ်လာပြီးအမောအညီအကိုရှောင်းနဲ့ရှီဝမ်တို့ကခေါင်းဆောင်လောင်ရှမ်းကိုရှင်းပစ်ဖို့ကြိုးစားရမှာလောင်ရှမ်းကရှီဝမ်ကိုပြန်တက်လိုက်ပါတယ်။အဆိုးရွားဆုံးကတော့ရဲစခန်းတိုက်ခိုက်ခံရမှုဟာအာယုံလွဲခြင်းတသက်တာဖြစ်ပြီးရဲတွေတင်စီထားတဲ့ဘီလီယံနဲ့ချီတဲ့ခရစ်ပတိုငွေကြေးတွေကိုတခိုးတွေကရဲရောင်ဆောင်ပြီးထပ်မံခိုးယူသွားကြတာကိုတွေ့ရှိလိုက်ရပါတယ်။စက်သိမ်းပိုင်းမှာတော့လောင်ရှမ်းကဟက်ကာရှောင်းကိုတက်ပြီးခရစ်ပတိုစကဝက်ကိုရယူသွားပါတယ်။ဝေါင်နဲ့ချူအိုတို့ကသူ့ကိုစားတောက်ဆိုင်တစ်ခုမှာပိတ်ဖမ်းမိပြီးတေးရေးရှင်ရေးတိုက်ခိုက်ကြရပါတယ်။နောက်ဆုံးမှာလောင်ရှမ်းကိုဖမ်းမိလိုက်ပေမဲ့ပရိသတ်ကိုအံ့အားသင့်စေမဲ့အလှည့်ပြောင်းတစ်ခုကျန်နေပါသေးတယ်။အားလုံးမသိထားတဲ့တတိယမြောက်အမွှာညီကိုတယောက်ပေါ်ထွက်လာပြီးစကဝက်ကိုသုံးကငွေတွေကုန်လွှဲပြောင်းယူသွားတဲ့အပြင်ဝေါင်ချူအိုနဲ့လောင်ရှမ်းတို့ကိုပါပြန်လည်လုပ်ကြံဖို့စုကြီးငွေထုတ်လိုက်ပါတော့တယ်။